ဒီနေ့ဒီ million တွေကိုလေ့လာကြမယ်ပထမဦးဆုံး accountant ဆိုတာကကြတော့စည်ရင်းကိုင် chef ကစဖို့မှု judge ကတရားသူကြီး receptionist ကဧည့်ကြိုဝန်ထမ်း principal ကကျောင်းအုပ်ကြီး president သမ္မတ witness မျက်မြင်သက်သေ jury ကတရားစီရင်ရေးအဖွဲ့သမဟုတ်အမှုစစ်အဖွဲ့လို့လည်းပြောလို့ရတယ်အတန်တလေးဦးနောက်တစ်ခေါက်ပြပြောကြည့်အောင်စီရင်ကိုင်ဆိုရင် accountant စဖို့မှု chef တရားသူကြီး judge ဧည့်ကြိုဝန်ထမ်း receptionist ကျောင်းအုပ်ကြီး principal သမ္မတ president မျက်မြင်သက်သေ witness တရားစီရင်ရေးအဖွဲ့ jury နားလည်မယ်လို့ထင်ပါတယ်